So ဒီနေ့မှာတော့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုရေးပြထားတဲ့စာအုပ်ကောင်းတစ်အုပ်နဲ့မိတ်ဆက်ပေးရှင်ပါတယ်ဗျဒီစာအုပ်ကတော့ Robin Sharma ရေးထားတဲ့ The Leader Who Had No Title ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်ဗျဆိုတော့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာစလိုက်ကြရအောင် Number 1 The Fundamental Vision of Life ဘဝရဲ့အခြေခံသဘောတရားဘဝဆိုတာကျွန်တော်တို့ကိုယ်တိုင်စ조사အားထုတ်မှုရှိမှအောင်မြင်နိုင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုလိုပဲဗျဒါကြောင့်ကိုကဘယ်လုပ်ကိုပဲလုပ်လို့ကိုယ်တိုင်စ조사အားထုတ်မှုရှိဖို့ဆိုတာအရေးကြီးရဲ့ဗျနံပါတ်2ကိုယုံကြည်မှု You need no title to be a leader ခေါင်းဆောင်မှုဆိုတာယာရုဒါမှမဟုတ်ဂုဏ်တိတ်ခါတွေနဲ့မဆိုင်ဘူးဗျကိုယ့်ရဲ့ကိုယ်တွေးနဲ့လှုပ်ဆောင်ချက်တွေကြောင့်ဖြစ်တယ်ဗျဒါကြောင့်ကိုယုံကြည်မှုရှိဖို့ကအရင်ရေးကြည့်ရဗျနံပါတ်3တွေးခေါ်လေးချက် The Four Fundamental Principles ဒါတွေကတော့နံပါတ်1ဘယ်လို့ကိုယ်တိုင်စူးစမ်းထုတ်မှုရှိဖို့ရေးကြည့်ရနံပါတ်2အခက်အခဲတွေစိန်ခေါ်မှုတွေကြမှာပဲခေါင်းဆောင်တွေကပေါ်ထွန်းတတ်ပါတယ်ဗျနံပါတ်3လူသားချင်းစာနာထောက်ထားမှုရှိမှတာခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်တယ်ဗျနံပါတ်4ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့လူကောင်းတစ်ယောက်ဖြစ်ဖို့အရေးကြီးရခင်ဗျဒါကြောင့် Robin Sharma ကခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့တည်ထားတဲ့ဒီတွေးခေါ်လေးချက်ကိုတေချာလေးဂရုစိုက်ဖို့ရှင်းပြထားပါတယ်ဗျနံပါတ်4အောင်မြင်မှုရဲ့လိုအပ်ချက် The Secret to Success အောင်မြင်မှုဆိုတာကိုယ်တိုင်စူးစမ်းအားထုတ်မှုရှိမှရနိုင်တဲ့အရာဖြစ်တယ်ဗျလွယ်နဲ့ရနိုင်တဲ့အရာမဟုတ်ဒါကြောင့်မလို့ဘလို့ရှင်နေမျိုးမှမဆိုကိုယ်တိုင်စူးစမ်းအားထုတ်မှုရှိဖို့ကအရန်ကိုမှအရေးကြီးပါတယ်ခင်ဗျနံပါတ်5ဘဝကိုပြောင်းလဲနေHow to change your life ကိုယ်တိုင်အားထုတ်မှုရှိပါတည်ထွင်ကြံစမှုရှိပါလူသားရှင်းစာနာထောက်ထားမှုရှိပါတာဝန်ယူမှုတာဝန်ခံမှုရှိပါဆိုတော့ဘဝကိုပြောင်းလဲရှင်းနေဆိုရင်ဒီချက်၄ချက်ကိုလိုက်နာဖို့အတွက်မဖြစ်မနေအရေးကြီးပါတယ်ခင်ဗျဒါကြောင့် The Leader Who Had No Title ဆိုတဲ့စာအုပ်ကဘယ်သူမဆိုဘယ်နေရာမှာမဆိုခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်တဲ့အကြောင်းတင်ကြားပြသထားပြီးတဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်ဗျဒီစာအုပ်ကိုဖတ်ရှုရှင်ဖြင့်ကျွန်တော်တို့မှာကိုယ်တိုင်စူးစမ်းထုတ်မှုတွေရှိလာမယ်တည်တင်ကြံစမှုတွေကောင်းလာမယ်လူသားချင်းစာနာထောက်ထားမှုတွေပိုပြီးရှိလာပြီးတော့မှတာဝန်ယူမှုတာဝန်ခံမှုတွေလည်းရှိလာမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်ခုတက်မှာယာရုတစ်ခုမရှိသေးရင်တော့ကိုယ့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကိုစတင်တုံးချပြီးတော့ထူးချွန်ထက်မြက်တဲ့ဘဝကိုတည်ဆောက်နိုင်ကြပါစေခင်ဗျအားလုံးကိုကျေးဇူးများတင်ပါတယ်ဗျကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါပေါ့ကျွန်တော်ကတော့မင်ထပါတွေးစရာတစ်ခုရရဲဆိုရင် comment မှာရေးခဲ့ပြီးတော့အောင်ဗျ